ကဘာကြီးကိုဖြတ်သိမ်းနေပြီဆိုလို့ရှိရင်တဲ့အဲ့ဒီဖြတ်သိမ်းနေတဲ့အချိန်ဟာဘယ်လောက်ကြာတယ်လဲဆိုတာနှစ်ပေါင်းနော်နှစ်ပေါင်းဘလောက်နှစ်ရာပေါင်းဘလောက်နှစ်ထောင်ပေါင်းဘလောက်နှစ်သိန်းပေါင်းဘလောက်လို့ဆိုတာရေးတယ်လို့မရဘူးရှင်းတဲ့ဖို့မလွယ်ဘူးတဲ့အဲ့ဒါအပြင်ကြီးကလည်းခေါ်လိုက်တာဒါစိတ်ပိုင်းကြီးလေးကိုပေါ့နော်ဖြတ်သိမ်းနေတယ်အဲ့တော့မြတ်စွာဘုရားတက္ကရာလည်းဆိုရင်ယထာကပ္ပောတာဝတ္တိကဘာကြီးဟာပျက်စီးနေတဲ့ဆိုတဲ့အခါမှာအဲ့ဒီဖြတ်သိမ်းနေတဲ့အချိန်ဒီဖြတ်သိမ်းနေတဲ့အချိန်ပိုင်းကိုဧတကာနိဝဝတ္တနိကွာနှစ်ပေါင်းဘလောက်ဆိုတာရဲ့ဧတကာနိဝတ္တတတနိတိဝါနှစ်ပေါင်းရာပေါင်းဘလောက်ဆိုတာရဲ့ဧတကာနိဝတ္တဘာသာနိဝါနှစ်ထောင်ပေါင်းဘလောက်ဆိုတာရဲ့ဧတကာနိဝတ္တတတသာသာနိတိဝါနှစ်ပေါင်းသိမ်းပေါင်းဘလောက်နှစ်သိမ်းပေါင်းဘလောက်ဆိုတာရဲ့သင်္ခါတုအရေးအတွက်ကိုဖော်ပြဖို့ရနာသုကရမလွယ်ဘူးလို့ဒါပြန်ဟောတဲ့တိုင်နော်အဲ့ဒီဖြတ်သိမ်းနေတဲ့အချိန်ပိုင်းကိုအရေးအတွက်လို့မရဘူးနှစ်ဘလောက်ကြာတယ်ဆိုအမှန်တန်ကြီးပါတယ်ဆောက်ကြည့်ကိုနော်ဒီကဘာကြီးအခုလူသားတွေတည်တဲ့ကဘာကြီးတတိယနဲ့ရပြည့်စီမှာအဲ့ဒီတို့ပြည့်နေတဲ့ဖြစ်စီနေတဲ့အချိန်ပိုင်းကတော့နှစ်ပေါင်းဘာကြီးမတွေ့နိုင်အောင်ကြားတယ်။ဘာနဲ့ရည်တဲ့တာတော့နှစ်နဲ့ရည်တွေ့မယ်နှစ်တရားရာနဲ့ရည်တွေ့မယ်နှစ်ထောင်နဲ့ရည်တွေ့မယ်နှစ်တောင်းထောင်နှစ်တောင်းသိန်းနဲ့ရည်တွေ့မယ်ဘာလို့ခဏနဲ့ပြောခက်ခဲတယ်ဘယ်လိုဘူးလို့ပြောတာဟာခဏမရှိဘူးလို့တော့ပြောတာတော့မဟုတ်ဘူးနော်ရှိဘူးပြောတာနဲ့မလွယ်ဘူးနဲ့တခြားသိလေရှင်းတယ်လို့မရဘူးလို့လည်းပြောတာလည်းမဟုတ်ရှင်းတဲ့ဖို့မလွယ်ဘူးဘာလို့မလွယ်ကြာကြတယ်ရလို့တော့ဆိုလို့အဲ့ဒါကိုသံဝတ္တကလို့ခေါ်တယ်ဖြတ်သိမ်းနေတဲ့အချိန်ပိုင်းကြီးကဘလို့ဆိုတာဒီကတော့ပြရလောက်ကြာတယ်ကြာရွေးဖြစ်နေနေတာနောက်တစ်ခုကယထာကပ္ပောသံဝတ္တတိတ်တိဖြစ်ထားတဲ့အတိုင်းအတိုင်းတီးနေတယ်အဲ့ဒီတီးနေတဲ့အချိန်ပိုင်းဟာလည်းပဲနှစ်နဲ့ရာနဲ့ထောင်နဲ့တောင်းနဲ့သိန်းနဲ့ချီပြီးတော့နော်မတန်တဲ့ကိုလွယ်ဘူးတဲ့ခြားတဲ့တိုင်းကြားတယ်ဒါကြောင့်အပင်ချေရလို့ပြောတာရေးအတွက်လို့မရဘူးချက်သိန်းနေတာရင်လက်သိန်းပြီးတဲ့အတိုင်းတည်ရှိနေတာရင်အေးမတော့ကြားတယ်အဲ့ဒါကပြန်ပြီးတိဆောက်တာနဲ့ပတ်သက်ပြီးယထာကပ္ပောဝိဝတ္တိအမကြီးကပြန်ပြီးတော့တည်ရှိလာတယ်အဲ့ဒီတည်ရှိနေတဲ့အချိန်ပိုင်းကိုလည်းပဲတပေါင်းဘလောက်ရပေါင်းဘလောက်ထောင်ပေါင်းဘလောက်သိပေါင်းဘလောက်လို့ရှင်းတဲ့ဖို့လွယ်ဘူးကြားတဲ့တိုင်းကြားလိုက်ခိုင်းဒါကဝိဝတ္တနံပါတ်၄ကယထာကပ္ပောဝိဝတ္တောဒိဋ္ဌတိဒီဆောက်တာပြီးလို့ဒီရှိနေတဲ့ချိန်ပိုင်းကြီးအဲ့ဒီရှိနေတဲ့ချိန်ပိုင်းကြီးကလည်းပဲနေပေါင်းလောက်ဆိုတာနေသိမ်းပေါင်းလောက်ဆိုတာဒီအောင်ရှင်းပြဖို့ရမလွယ်ဘူးအဲ့ဒါအပင်ချေကလေးမျိုးလို့ခေါ်တယ်နော်ချိန်ပိုင်းတိုင်းကကြီးလေးခုကရေးတယ်လို့မရဘူးအဲ့ဒီကိုပြန်ပြောပြမယ်အဟောတာကပါချက်သိမ်းနေတဲ့အတိုင်းဒါချိန်ပိုင်းရှင်းတယ်လို့မရဘူးသံဝတ္တထာဤချက်သိမ်းထားတဲ့အတိုင်းကြည့်ရှိနေတဲ့အတိုင်းဒါအဲ့ဒါလည်းရေးတယ်လို့မရဘူးဝိဝတ္တကပါပြန်ပြီးဆောင်းနေတဲ့အချိန်ပိုင်းရှင်းတယ်လို့မရဘူးဝိဝတ္တထာဤပြန်ပြီးဆောင်းပြီးလို့ကြည့်ရှိနေတဲ့အချိန်ပိုင်းအဲ့ဒါလည်းရေးတယ်လို့မရဘူးအဲ့ဒါကိုမြတ်စွာဘုရားကသတ္တရိမာတိဘိက္ခုကပ္ပတာအပင်ချေယနိကဘာတခုရဲ့ရေးအတွက်လို့မရနိုင်တဲ့အချိန်ပိုင်းလေးရလို့ပေါ်ပြလာတာ